မင်္ဂလာပါရှင် Spooky Cabin မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူတိုင်းဟာကိုယ့်ရဲ့စီးပွားရေးလူမှုရေးတွေအဆင်ပြေခြင်းကြတာကြီးပါပဲဒါပေမဲ့တစ်ခါတလေမှဘလောက်ပဲကြိုးစားအရာရာဟာပိတ်ဆို့နေတယ်လို့ခံစားရဖို့ပါသလားအဲ့ဒီလိုအခြေမျိုးမှာရှင်းလူကြီးတွေကလက်မဖို့လိုတယ်လို့ပြောလို့ရှိကြပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့လက်နက်ကောင်းတစ်ခုဖြစ်တဲ့မဟာသမယတုတ်ဟာဘေးရန်ရဲ့ကင်းဖို့တွေမကပဲစီးပွားလက်လာမှာပွင့်စေဖို့အတွက်လည်းအလော့အစွမ်းထက်တယ်လို့ယုံကြည်ကြပါတယ်ဒီနေ့မှာတော့ဒီတုတ်တော်ကိုရွတ်ဖတ်လို့စီးပွားတက်တော်တဲ့အကြောင်းရင်းတွေနဲ့လက်တွေ့သုံးချနေတဲ့ကိုအခြေတဝန်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်မဟာသမယတုတ်မှာကျမတို့အထူးသတိထားရမှာကလက်မင်ကြီးလေးပါအကြောင်းပါအထူးသဖြင့်မြောက်ရက်ကိုအုပ်ချုပ်တဲ့ကိုဝေရနတ်မင်းကြီးဒါမှမဟုတ်ဝတ္တဝနာနတ်မင်းကြီးအကြောင်းပေါ့ဗုဒ္ဓဘာသာသမိုင်းကြောင်းအရာရောနတ်ဗေဒအရာပါကိုဝေရနတ်မင်းကြီးဟာလောကမှာရှိတဲ့ရွှေငွေရတနာနဲ့တယံဇာတအားလုံးကိုစောင့်ကြရသူဖြစ်ပါတယ်မဟာသမယတုတ်ကိုရွတ်ဖတ်တဲ့အခါမှာဒီနတ်မင်းကြီးရဲ့အမည်နာမကိုကျမတို့ကပင့်ဖိတ်ယူဆိုရပါတယ်ဒါဟာတနည်းအားဖြင့်စัจ java လာရဲ့စီးပွားရေးအရာရှိချုပ်ကိုအသိမှတ်ပြုလိုက်တာနဲ့တူပါတယ်ဒီတုတ်ကိုအမြဲဆိုရသူဟာကိုဝေရနတ်မင်းကြီးနဲ့သူ့ရဲ့စစ်တီပိုပါဘလူးနတ်မင်းတွေရဲ့အချင်းညိုကိုခံရတတ်ပြီးတော့တရားနာလာရရန်ဖိတ်ခေါ်ပါ၏အဲ့ဒီအခါမှာအမြဲတဲ့အတားအဆီးတွေဖယ်ရှားပေးကစီးပွားလမ်းပွင့်စေတာဖြစ်ပါရဲ့ရှင်အခုကျမပြပြပေးချင်တာကတော့လွန်ခဲ့တဲ့နှစ်အနေငယ်ကဖြစ်ရမှန်တစ်ခုအကြောင်းပါကုန်တဲ့သူဟာသူ့ရဲ့လုပ်ငန်းမှာယုံကြည်မှုတွေလွန်ကဲပြီးတော့ငွေတွေအများရင်းနှီးမြှုပ်နှံလိုက်ရကနေအကြီးအကျယ်ရှုံးနိမ့်သွားပါတယ်အကျွေးရှင်တွေကဝိုင်းဝန်းနှိပ်စက်တဲ့မိသားစုရဲ့မှာလည်းအစင်မပြေမှုတွေနဲ့ဘဝဟာအမောင်ကျနေခဲ့တာပါအဲ့ဒီအချိန်မှာဆရာတော်တစ်ပါးကသူ့ကိုအကြံပေးတယ်တကားကြီးမဟာသမယတုတ်ကိုအနက်ထိပ်ပါသိအောင်လုပ်ပြီးနေစဉ်ရွတ်ဖတ်ပါတဲ့သူကအစပိုင်းမှာတော့မယုံတဝက်နဲ့ပဲစတင်ခဲ့ပါတယ်ဒါပေမဲ့45ရက်တိဝတ်မပြတ်ပဲရွတ်ဖတ်ပြီးတဲ့အခါမှာတော့ထူးခြားမှုတွေစတင်လာပါတော့တယ်ပထမဆုံးအနေနဲ့သူ့ပေါ်အညှိုးထားနေတဲ့ကျွေးရှင်တွေကအလိုလိုစိတ်ပြောင်းပြီးတော့ချိန်ထပ်ပေးလာကြတယ်နောက်ပိုင်းမှာတော့သူလုံးဝမမျှော်လင့်ထားတဲ့အဆက်အသွယ်ဟောင်းတွေစီကနေလောက်ကင်ခွင့်လန်းတဲ့တွေရောက်လာပါတယ်သူကတော့အခုထိယုံကြည်နေတာတစ်ခုရှိပါတယ်ငါ့ကိုနတ်တွေကလမ်းပြပေးခဲ့တာလို့ဆိုရပါပဲစီးပွားတက်ရှင်လို့ရွတ်မယ်ဆိုရင်တော့ရွတ်ပုံရွတ်နည်းတွေကလည်းအရေးကြီးပါတယ်အလကားနေရင်စာရွက်ကြည့်ပြီးတော့ဖတ်နေရုံနဲ့တော့မထီရောက်ပါဘူးမေတ္တာအင်အားလိုပါတယ်မရွတ်ခင်မှာနတ်ပြမာတွေကိုမမရဲ့မိတ်ဆွေကောင်းလေးလို့သဘောထားပြီးတော့ခင်မင်ပင်ဖိတ်ပါလက်မင်ကြီးလေးပါကိုလေးအမျက်ဖြူပါတုတ်တော်ထဲမှာပါတဲ့နတ်မင်ကြီးရဲ့အမည်ကိုရောက်လာတဲ့အခါမှာသူရဲ့ဂုဏ်ကျေးဇူးကိုအာရုံပြုပါအမျှဝေပါဒါကအရေးကြီးဆုံးပါပြုဖတ်ပြီးတဲ့အခါကျွန်ုပ်ပြုသောကုသိုလ်ကိုနတ်မင်ကြီးလေးပါနဲ့တကွနတ်ပြမအပေါင်းတို့ရကြပါစေလို့ယူကတမျှဝေပါသူတို့ကိုကုသိုလ်ပေးတဲ့သူတွေကိုနတ်တွေကပို့ပြီးစောက်ရှောက်ရှင်ကြတာတဘာဝပါပဲအနည်းချုပ်ပြောရရင်တော့မဟာသမယတုတ်ဟာနတ်တွေနဲ့လူတွေကြားမှာခိုင်မာတဲ့ဆက်ဆံရေးတိဆောက်ပေးထားတဲ့တရားတစ်စင်းပါပဲမိတ်ဆွေဟာစီးပွားရေးမှာကန်ခင်းနေတယ်လို့ခံစားရရင်ဒါမှမဟုတ်လုပ်ငန်းအသစ်တစ်ခုစတင်တော့မယ်ဆိုရင်ဒီတုတ်တော်ကိုအားကိုးကြည့်ပါဒါပေမဲ့သတိထားရမှာတစ်ခုကတော့တရားရွတ်နေုံနဲ့တော့ပစိုင်ထဲကိုငွေဒီတိုင်း
ကြာလာမှာမဟုတ်ပါဘူးတရားတော်ကမိတ်ဆွေကိုလမ်းပွင့်စေတာပဲဖြစ်ပါတယ်ပွင့်လာတဲ့လမ်းကြောင်းပေါ်မှာမိတ်ဆွေကိုယ်တိုင်ကလည်းကြိုးစားအားထုတ်မှုဝိရိယရှိနဲ့ရှောင်လန်းဖို့လိုအပ်ပါတယ်။မာသမ ्या တို့ရဲ့အင်းများတဲ့ရေးအောက်မှာအားလုံးပဲလက်လာပါတယ်ပွင့်လန်းပြီးအောင်မြင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။